ဒီတော့ဒီဗီဒီယိုလေးထဲမှာဖူကနေပြီးတော့မှဒါကြောင့်လို့ပြောချင်တယ်ဆိုရင် English လိုမျိုးဘယ်လိုပြောရမလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှရှင်းပြပေးချင်ပါတယ်ဒီတော့ဒါကြောင့်လို့ပြောချင်တယ်ဆိုရင် English မှာ that's why လို့သုံးပါတယ် that's why ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုအရင်ဆုံးရှင်းပြချင်ပါတယ်သူ့ကို reason အကြောင်းပြချက်တွေပေးခြင်းတဲ့အချိန်မျိုးမှာသုံးပါတယ်မြန်မာလိုမျိုးဆိုရင်တော့ဒါကြောင့်သူဒီလိုဖြစ်တယ်ဒါကြောင့်မလို့ဒီလိုလုပ်လိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုအချိန်ဒီမျိုးမှာသုံးပါတယ်ဒီတော့သူနဲ့အတူတူစင်တူရိုးမှာစကားလုံးတွေကတော့ because of that for that reason that's why အတူတူပါပဲအဲ့တော့ because of that for that reason ဒီစကားလုံးလေးတွေကလည်း that's why နဲ့အတိတ်ပဲအတူတူပါပဲ that's why နဲ့ sentence structure တခုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ that's why ရဲ့အရှိမ cause reason ဘာကြောင့်ဖြစ်တာလဲပြီးတော့မှ that's why ရဲ့အနောက်မှာ effect result အကြောင်းပြချက်မျိုးကိုရေးပေးရတယ်အဲ့တော့ဒီလိုဖြစ်တယ်ဒါကြောင့်ဒီလိုလုပ်လိုက်တယ်ရာသီဥတုမကောင်းဘူးဒါကြောင့်မလို့အင်ဂျီတွေထုဝတ်ထားရတယ်โอเคပန်းသီးကပုတ်နေတယ်ဒါကြောင့်မလို့ပြစ်ထုတ်လိုက်ရတယ်အဲ့တော့ရှေ့မှာဖြစ်တဲ့အကြောင်းအရာရဲ့နောက်မှာဘာလုပ်လိုက်လဲဆိုတော့ reason ကိုရေးပေးရတယ် sentence structure တကြောင်ကျမတို့ဒီစောက်ကြည့်အောင် I was sick that's why I didn't go to school ငါဖျားတယ်ဒါကြောင့်မလို့ကျောင်းမသွားဘူးဒီတော့ reason ကအကြောင်းပြချက်က sick ဖျားတယ်ဖျားတာက reason ဒါကြောင့်မလို့ result ကကျောင်းမသွားဖြစ်ဘူး okay အဲ့တော့ that's why နဲ့စာကြောင်းတစ်ခုတိစောက်တော့မယ်ဆိုရင်ရှေ့မှာ reason ရှိပြီးတော့မှအနောက်မှာ result ပါရပါတယ်နောက်တစ်ခုကိုအတူတူလိုက်ပြီးတော့မှကြည့်ကြရအောင် the road it's icy that's why they drive slowly လမ်းကရေခဲနေတယ်ဒါကြောင့်မလို့သူတို့ကားကိုဖြည်းဖြည်းပဲမောင်းတယ်ရေခဲနေတာက reason ဖြစ်တယ်ဒါကြောင့်မလို့ result အနေနဲ့လက်ကားကိုဖြည်းဖြည်းပဲမောင်းရပါတယ်ဒီနေရာမှာတခုသတိထားမှာက because နဲ့ that's why ကိုတွဲပြီးသုံးလို့မရပါဘူး because that's why အဲ့လိုတွဲပြီးသုံးလို့မရပါဘူး I was late because the bus broke down ကားပြတ်သွားတဲ့အတွက်ကြောင့်မလို့စောင်းတော့ကြတယ်ဒီလိုမျိုးရေးလို့ရတယ် because that's why တူတူတွဲသုံးလို့တော့မရပါဘူး The bus broke down that's why I was late okay ဒီလိုသုံးလို့ရပါတယ်ဒီတော့ဒီနေရာမှာတခုသတိထားရမှာက that's why နဲ့ sentence structure တခုတိစောက်ချင်တယ်ဆိုရင် reason ကိုအရှိမထားပြီးရေးပြီးတော့ result ကိုနောက်မှာထားရေးရပါတယ်ဒါပေမဲ့ because နဲ့ပြောချင်တယ်ဆိုလို့ရှိရင်တော့ reason ကိုနောက်မှာထားပြီးတော့မှ result ကိုရှေ့ပို့ပြီးတော့မှရေးရပါတယ်ဆိုတာကိုဒီကနေ့မှာမမားဖို့အတွက်သတိပြုပေးပါဒီတော့ that's why နဲ့ပတ်သက်ပြီးတော့မှ sentence structure လေးတွေကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်I didn't sleep well last night. That's why I'm tired today. မနေ့ညကောင်းကောင်းအိပ်ခဲ့ရလို့ခုပဲမှန်းနေတယ် She forgot her umbrella. That's why she got wet in the rain. သူမထီးကျန်ခဲ့ဒါကြောင့်မလို့သူမမိုးရေတွေဆိုးသွားတယ် He was hungry. That's why he ate so fast. He was hungry. That's why he ate so fast. Because နဲ့သုံးမယ်ဆိုရင် He ate so fast because he was hungry. ဒီလိုဖြစ်မယ်နော် Okay အဲ့တော့ဒီကနေ့ရှင်းပြပေးသွားတယ် that's why နဲ့ because ရဲ့ပွားခြားချက်ကိုသိသွားပြီလို့ထင်ပါတယ်အဲ့တော့ that's why ကိုသုံးချင်တယ်ဆိုရင် reason ကိုရှေ့မှာထားပြီးတော့ result ကိုနောက်မှာထားရေးရပါတယ် because နဲ့သုံးချင်တယ်ဆိုရင်တော့result ကိုရှေ့မှာထားပြီးတော့မှ reason ကိုနောက်ပို့ရပါတယ်ဆိုတာကိုသတိပြုပေးပါအဲ့တော့ဒီကနေ့မှာ that's why နဲ့ because ရဲ့ sentence structure တိစောက်တဲ့အခါမှာဒီဟာလေးတွေမမားဖို့အတွက်သတိပြုပေးပါကဲဒီတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့မှအားလုံးအတွက်အကျိုးရှိတဲ့အရာတစ်ခုလေးရသွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေကြားလို့ရှိရင်လည်းပဲအားလုံးအတွက်အကျိုးရှိမဲ့အရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဒီဗီဒီယိုလေးကိုလည်း like and share လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်